Champions League ပွဲစဉ်နေ့ပထမ9ပွဲသုံးသက်ခံမှန်းကြည့်ခြင်းအားလုံးပဲမင်္ဂလာပါဖိုးဖိုးစုဘူး channel နဲ့ကြိုဆိုပါရစေဒီနေ့မှာတော့ Champions League ပွဲတွေပြန်လည်ကစားကြမှာဖြစ်ပါတယ် Champions League ဒီနေ့ပွဲစဉ်နေ့အဖြစ်9ပွဲစက်တင်ဘာ30ရက်နေ့ညဒီနေ့ညမှာကစားမှာဖြစ်ပါတယ်ကျွန်တော်ဒီဖိုင်မှာတော့ပထမ9ပွဲကိုသုံးသက်ခံမှန်းပေးထားပါတယ်ပထမဆုံးအနေနဲ့အတ္တလန်တာနဲ့ Club Brugge ပွဲကိုသုံးသက်ခံမှန်းပေးချင်ပါတယ်ဒီပွဲမှာအတ္တလန်တာကတည်ရှုံးပေးထားပါတယ်အတ္တလန်တာပထမပွဲစဉ်တစ်တုန်းက PSG နဲ့ကစားခဲ့ရတယ်အဲ့ဒီပွဲမှာအတ္တလန်တာဟာ၄ဂိုးတကူနဲ့စူးစူးဝါးရှုံးနေခဲ့တယ်ပေါ့ဗျာအတ္တလန်တာကိုကြည့်မယ်ဆိုလို့ရှိရင်အရင်တော့လောက်စွမ်းဆောင်ရည်ကောင်းနေမရှိတော့တာတွေ့ရတယ်စီးရီးမှာတော့ရှုံးပွဲမရှိဘူးပေါ့ဗျာဒါပေမဲ့လည်းခြေစွမ်းတည်ငြိမ်မှုအားနေတဲ့နီးပြအပြောင်းလဲလေးလောက်ထားတယ်မနစ်ကဆော့သရန်ကိုဂိုင်းခဲ့တဲ့နီးပြအိုင်ဗန်ဂျူရစ်ကိုခန့်ထားတာဖြစ်ပါတယ်ဒီနီးပြဆော့သရန်ကိုလည်းတန်းဆင်းသွားအောင်လုပ်နိုင်ခဲ့တယ်ပေါ့လေအရင်တော့အတ္တလန်တာဆိုလို့ရှိရင်ကောင်းတယ်ဗျာကောင်းတယ်စီးရီးမှာရှာပါတိုက်စစ်ကစားတဲ့အသင်းပေါ့ခုကျတော့ဘယ်လိုဖြစ်နေတော့ဆိုကောင်းညင်လည်းလွတ်ကောင်းတယ်ညံ့ညင်လည်းလွတ်ညံ့တယ်သူနိုင်တဲ့အသင်းငယ်တွေဆိုလို့ရှိရင်ဂိုးအများကြီးလိမ့်သွင်းတယ်အသင်းကြီးနဲ့တွေ့တဲ့အခါကျလို့ရှိရင်အဲ့လောက်ကြီးမဟုတ်ပြန်နေလန်းကလာကစားရတဲ့အခါခြေစွမ်းမတည်ငြိမ်တဲ့ပွဲတွေရှိတယ်ဥပမာပထမဆုံးပွဲမှာဆိုလို့ရှိရင်ပီဇာနဲ့လာ1-1တည်ကြတယ်အခုနီးပြကြတော့အရင်တော့ကောင်းခဲ့တဲ့တည်ငြိမ်တဲ့ကစားသမားတွေတချို့ကစားသမားတွေကိုတိတ်ပြီးတော့တုံးနှဲသွားတာတွေ့ရပါတယ်ဥပမာလွတ်မန်ကိုလည်းပဲတိတ်ပြီးတော့မတွေ့ရအောင်ဘာလို့လဲဆိုတော့လွတ်မန်ဆိုတာအရင်ကအတ္တလန်တာယူရိုပါလိဖလားရတော့ကလီဗာပူးဇယ်ကိုဟတ်ထရစ်သွင်းခဲ့တဲ့ကစားသမားလေအဲဒီကစားသမားကလည်းတိတ်ပြီးတော့သုံးလို့မရှိပါဘူးစကန်မာစကာကတော့ဒါတော့လေအားကိုးရတဲ့ကစားသမားဖြစ်တာပေါ့နော်လွတ်မန်ရဲ့နေရာမှာအားကိုးရတဲ့တိုက်စစ်မှုဖြစ်ပါတယ်ဒါပေမဲ့ခုချိန်မှာသူကလည်းနာနေတယ်ပြီးတော့ကွင်းလေတိုက်စစ်ကဇာဘာကော့စကာသူ့ကိုတော့နီးပြတကယ်ကိုကြိုက်တယ်ကိုမကြိုက်တာထင်ပါတယ်ကျွန်တော်ကတော့အရင်တော့အရန်ကြိုက်ခဲ့တဲ့အတ္တလန်တာဆိုလို့ရှိရင်အပြန်လန်သွင်းကိုတွေနဲ့ကြည့်လို့ကောင်းခဲ့တဲ့ပွဲတွေအများကြီးရှိခဲ့တယ်အခုကျတော့ခြေစွမ်းမတည်ငြိမ်ဘူးကောင်းညင်လွတ်ကောင်းတယ်ညံ့ညင်လွတ်ညံ့တယ်တစ်ဖက်က Club Brugge ကကြတော့ဒီအသင်းကဒီခြေစပွဲကစားခဲ့ရတယ်2ပွဲကစားခဲ့တယ်အိမ်ကွင်းအဝေးကွင်းသူ့ဘော်၄ပွဲကစားခဲ့တယ်အဲ့ဒီ၄ပွဲလုံးကအနိုင်ကစားခဲ့တယ်စာပတ်နဲ့ရန်ကာနဲ့ပေါ့နော်အဲ့ဒီမှာထူးထူးခြားခြားပို့ပြီးတတိထားပြီးကြည့်မယ်ဆိုလို့ရှိရင်လည်းပဲဒီ Club Brugge ဟာချန်ပီယံလိပွဲကန်ကာနီးရင်သူ့ရဲ့လိပွဲပေါ့နော်ဘယ်ဂျီယန်ကလပ်မှာလိပွဲတွေကိုခြေချမ်းပြီးကန်တယ်လို့ကျွန်တော်အနေနဲ့ယူဆတယ်ပထမဆုံးစာပတ်နဲ့ကန်ကာနီးမှာဆိုလို့ရှိရင်သူအဝေးဝင်ပွဲလိပွဲကစားတယ်ရှုံးတယ်အခုမိုနာကိုနဲ့မကန်ခင်မိုနာကိုလည်းအိမ်ကွင်းမှာသူကဒီအပွင့်ပွဲမှာ4-1နဲ့အိမ်ကွင်းမှာနိုင်ငံခဲ့တယ်အဲ့ဒီပွဲမတိုင်ခင်လိပွဲကစားခဲ့တော့သူရှုံးတယ်လိပွဲကိုခြေချမ်းပြီးကစားတယ်လို့ကျွန်တော်အနေနဲ့ယူဆတယ်ဒါကိုကြည့်ချင်းအပြင် Club Brugge ဟာချန်ပီယံလိကိုအာရုံစိုက်တယ်လို့ကျွန်တော်အနေနဲ့ယူဆတယ်အခု Club Brugge ကတိုက်စစ်ကလည်းလူငယ်ကစားသမားတွေနဲ့ဂိုးလည်းသွင်းတယ်ခြေစွမ်းလည်းတည်ငြိမ်တယ်ဒါကိုကြည့်ချင်းအပြင်ချန်ပီယံလိမှာအတွေ့အကြုံအထိုက်လျောက်ရှိတဲ့အသင်းဖြစ်ပါတယ်ဂိုးတွေသွင်းနိုင်တယ်အိမ်ကွင်းအဝေးကွင်းမရွေးသွင်းနိုင်တယ်မနေ့ကဆိုလို့ရှိရင်လည်းပဲဒါအရင်ကတွေ့ခဲ့တဲ့အတ္တလန်တာကိုလည်းပဲအိမ်ကွင်းအဝေးကွင်းနှစ်ကြော်ကစားတဲ့အခါမှာ Club Brugge အနိုင်ထားတော့တွေ့ရပါတယ်အတ္တလန်တာရဲ့ဒီရှုံးပေးတဲ့အောက်မှာတော့ကျွန်တော်အနေနဲ့ Club Brugge ကတည်နဲ့အနိုင်မဲ့လို့သတ်မှတ်ထားပါတယ်အတ္တလန်တာကလည်းပဲသူကအမှတ်မရသေးတဲ့အတွက်ကြောင့်အိမ်ကွင်းစာလောင်မှုနဲ့အတူဂိုးတကူတော့အနည်းဆုံးသွင်းနိုင်တယ်ဂိုးသွင်းပြီးသွားလို့ရှိရင် Club Brugge ကလည်းပဲတေချာတယ်လုံးဝဂိုးသွင်းမယ်လို့ယူဆရတယ် Club Brugge ဂိုးသွင်းလိုက်ပြီဆိုလို့ရှိရင်ဒါတေချနေတဲ့အခိုက်အတန့်ဥပမာ1-1လို့ပေါ့နော်ဒီလိုမျိုးဖြစ်နေတယ်Club Brugge ကဂိုးပို့သွင်းထားလို့1-2လို့ဖြစ်နေတဲ့အနေအထားမျိုးပါဆိုလို့ရှိရင်နီးပြအကြီးသူကစကားပြောသွားနိုင်ပါတယ်ဒါကြောင့်မလို့ကျွန်တော်ကတော့ဒီပွဲမှာ Club Brugge နဲ့ဂိုးပေါက်အပေါ်ကိုလည်းကြိုက်ပါတယ်နောက်တစ်ပွဲကတော့ Karas Almaty နဲ့ Real Madrid ပွဲပေါ့နော်ဒီ Karas Almaty ဆိုတာကတော့Kazakhstan ကလပ်တစ်ခုဖြစ်ပါတယ်စပိန်ကနေဆိုလို့ရှိရင်လေနဲ့14နာရီကြာစီးရတာKaras Almaty ဆိုတာတော့ကျွန်တော်ကတော့ဒီချန်ပီယံလိမှာအိမ်ပြေးအသင်းအနေနဲ့ပဲပါဝင်လာတယ်လို့ယူဆပါတယ်ဒါပေမဲ့ပထမ Sporting Lisbon နဲ့ကစားတယ်4-1နဲ့ရှုံးနေလာခဲ့တယ်အဲ့ဒီပွဲကိုအနည်းဆုံးတော့ highlight ကလေးပြန်ကြည့်ဖြစ်တယ်ပြန်ကြည့်တဲ့အခါကျတော့လည်းဒီ Sporting Lisbon ကြီးပဲဖိအားပေးကစားတာတွေ့ရတယ်ဒီမှာဂိုးသမားလေးတော့အထိုက်လျောက်မစိုးဘူးကောင်းတယ်လို့ပထမပိုင်းမှာချီးကျူးမလို့ရှိတယ်ဒုတိယပိုင်းကျတော့အဲ့လောက်ကြီးမဟုတ်တော့ဘူးပေါ့နော်ရေရှည်တောင်းခံနိုင်တဲ့အသင်းမဟုတ်ပါဘူးအခုကံမှာပို့ဆိုးတဲ့ဒီ Real Madrid နဲ့ကစားရမှာလည်းဖြစ်တယ်အဲ့တော့ Real Madrid အနေနဲ့ကလည်းပဲဒီပွဲမှာတစ်ခုလုပ်ပြဖို့လိုအပ်လာပြီပေါက်ကြီးကိုကြည့်လိုက်တော့လဲနှလုံး85 80အရှုံးကြီးပေါက်တယ်3လုံးဂိုးပြတ်နိုင်မှအနည်းဆုံး3လုံးဂိုးပြတ်နိုင်မှ
ရီရဲ့ကြေးအောင်မှာဖြစ်ပါတယ်ဒီပွဲမှာတော့ကျွန်တော်ရီရဲ့ပဲကြိုက်ပါတယ်ဘာလို့လဲဆိုတော့ရီရဲ့ပထမဆုံးရှေ့မှာစနေနေ့တုန်းကကစားခဲ့တဲ့မက်ဒရစ်ဒါဘီမှာအတလက်တီကိုမက်ဒရစ်ကို5-2နဲ့ဆိုးဆိုးဝါးရှုံးနေခဲ့ပြီးနောက်ဒီပွဲဟာသူတို့အတွက်ပြန်လဲအဖက်ဆိုင်လို့အကောင်းဆုံးပွဲလည်းဖြစ်တယ်ကစားသမားအင်အားအနေအထားအားလုံးဟာကွာဟချက်ကြီးမားမားရှိပါတယ်ရီယယ်မက်ဒရစ်ကခံစစ်တွေကကြောလုံးနာနေတာတွေ့ရပါတယ်ဒါပေမဲ့ဒီပွဲဟာခံစစ်ကအလောက်ကြီးလိုအပ်လိမ့်မယ်မထင်ပါဘူးတိုက်စစ်ကိုပဲလိုက်ပါကစားရမယ်ဖိဖိစီစီကစားရမယ်ပွဲလို့ပဲမြင်မိပါတယ်တစ်ဖက်ကဒီကာရက်အယ်မာဒီကသူတို့နဲ့ရှင်တော့အလွန်ငယ်သောအသင်းလိုပဲသတ်မှတ်ထားပါတယ်ဒါကြောင့်မလို့ကျွန်တော်ခံစစ်တွေကိုတိတ်ပြီးတော့နားနေတာပြဿနာမရှိဘူးလို့ပြောခြင်းဖြစ်ပါတယ်အတိုက်စစ်မှာအမ်ဘာပေဗီနီစီယက်ဂျူနီယာရှိမယ်တစ်ဖက်ကအာဒါဂူလာရှိမယ်ဒါရိုဒီဂိုတို့ဘာလို့လဲကြံသေးတယ်နော်ဘရိုင်ဒီယက်တို့ရှိတယ်ကွင်းလင်ကဘယ်ပါဒီတို့ချွမ်မန်နီတို့လည်းရှိတယ်စပိုင်းရောတို့သုံးလို့ရပါတယ်ကာဘာယေကဟိုမှာမာဆေးနဲ့ပွဲတော်ကအနီးကနဲ့ထိတဲ့အတွက်ကြောင့်ထွက်ခဲ့ရပြီးပြီတိတ်ကိစ္စမရှိပါဘူးဒါလည်းပဲနော်အဲဒါကြောင့်မလို့ကျွန်တော်ကတော့ဒီပွဲမှာတော့ရီယယ်မက်ဒရစ်ကိုပဲကြိုက်ပါတယ်ရီယယ်မက်ဒရစ်အနည်းဆုံး3ဂိုးပြတ်နေတော့နိုင်မယ်လို့ပဲယူဆပါတယ်ကျွန်တော်ဒီနိုင်ငံတကာဘောလုံးခမ်းမ်းချက်တွေ website တွေကိုဝင်ပြီးကြည့်ပြီးတော့လဲကာရက်အမာတီနဲ့ရီယယ်မက်ဒရစ်ပွဲကိုသုံးသပ်ထားတာက1-4ဒါမှမဟုတ်ရင်3-0အဲဒါမျိုးလေးသတ်မှတ်ပေးထားတာတွေ့ရပါတယ်နောက်တစ်ပွဲကတော့အင်တာမီလန်နဲ့စလာဗီယာဘရာဟာပွဲဖြစ်ပါတယ်ဒီပွဲမှာအင်တာမီလန်တလုံးရှုံးပေါက်ပါတယ်အင်တာမီလန်ကဒီချန်ပီယံလိမှာဆိုလဲခြေစွမ်းအတည်ငြိမ်တဲ့အသင်းလို့မြင်သယူဆမိပါတယ်ပထမဆုံးအိုင်ရက်နဲ့အဝေးကွင်းသွားကြတာ2-0နဲ့နိုင်လာခဲ့တယ်ခံစစ်လည်းကြည့်လိုက်တဲ့အသင်းဖြစ်ပါတယ်စလာဗီယာဘရာဆိုတာသူ့အတွက်တော့အဲ့လောက်ကြီးခက်ခဲတဲ့အသင်းလို့ကျွန်တော်အနေနဲ့မမြင်မိပါဘူးကစားတာလည်းပဲအိမ်ဝင်လည်းဖြစ်နေတာပေါ့ဗျဒီအင်တာမီလန်အနေနဲ့သူကဒီပွဲမှာညတို့ပဲစဉ်းစားကြည့်ဒီပွဲမှာအင်တာမီလန်နိုင်ကိုနိုင်မယ်လို့ယူဆရတယ်ပေါ့ဒီစားဟုတ်ပြီဒါဆိုလို့ရှိရင်တကူပြက်နဲ့ပဲသူနေမလားတကူတာနဲ့ပဲနေမလားစိတ်မချအောင်လေအိမ်ဝင်လည်းဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်ကတော့အနည်းဆုံး2ဂိုးတာနဲ့2ဂိုးပြက်နဲ့ဒီပွဲမှာအင်တာမီလန်နိုင်လိမ့်မယ်လို့ယူဆတယ်တိုက်စစ်မှုဖြစ်တဲ့မာတီနက်တို့ဂိုးသွင်းမယ်လို့လည်းမြင်မိပါတယ်နောက်တစ်ပွဲကကျွန်တော်တို့အက်တလက်တီကိုမက်ဒရစ်နဲ့ဖရန့်ဖို့တို့ပွဲဒီပွဲမှာအက်တလက်တီကိုမက်ဒရစ်ကတလုံး20အရှုံးပေးတာတို့တလုံးတည်တို့တွေ့ရပါတယ်အက်တလက်တီကိုမက်ဒရစ်နီးပြစီမူနီကစပိန်မှာဆိုရင်လည်းပဲတော့4တဲ့ဝင်တဲ့အသင်းဖလားမရတဲ့အသင်းချန်ပီယံလိမှာဆိုလည်းအထိုက်လျောက်တက်ပြတဲ့အသင်းဖလားမရတဲ့အသင်းဆိုတာကြီးကိုညှိငွေ့လာပုံရပါတယ်သူ့ရဲ့ကစားဟန်ဘတ်စကာကစားကွက်ကြီးကိုအနေငယ်ပြောင်းလဲထားတာကိုတွေ့ရတယ်ဘလို့တွေ့ရလဲဆိုတော့အရင်အထက်ဆိုင်တိုက်စစ်ကိုဖွင့်ပြီးကစားလာတာကိုတွေ့ရတယ်သူလည်းဂိုးသွင်းတယ်သူလည်းဂိုးပြန်ပေးရတယ်ဆိုတော့တွေ့ရတယ်အဲ့တော့ဒီပွဲဟာလည်းပဲတစ်ဖက်ကဘွန်ဒက်လီဂါကလပ်ဖရန့်ဖို့ဆိုတော့ဘွန်ဒက်လီဂါတို့ထုံးစံအတိုင်းတိုက်စစ်ဖွင့်ကစားတဲ့အသင်းကြီးဖြစ်ပါတယ်ကြည့်လိုက်တော့အက်တလက်တီကိုမက်ဒရစ်ကလည်းပဲဂိုးသွင်းတယ်ဂိုးပြန်ပေးရတယ်ဆိုတာမျိုးတွေတွေ့ရတယ်သူလည်း clean sheet တပွဲလာပဲရထားပါတယ်လောလောလတ်လက်ရီယယ်မက်ဒရစ်ကို5-2နဲ့နိုင်လိုက်ရတဲ့အတွက်ကြောင့် confidence level ကလည်းအရန်ကိုစိုးဟိုက်ဖြစ်နေမယ်လို့ယူဆရတာပေါ့နော်ပြီးတော့တစ်ဖက်က Frankfurt ဆိုတာလည်းပဲသူပွဲတွေကြည့်လိုက်ရှိရင်အနည်းဆုံးဂိုးပေါင်း3လုံးတက်မနေ3လုံးနဲ့3လုံးထက်တွေမဟာကြီးရှိတဲ့ပွဲတွေဖြစ်ပါတယ်သူလည်းဂိုးသွင်းတယ်လို့သူလည်းဂိုးပြန်သွင်းခံရတဲ့အသင်းဆိုတာကိုတွေ့ရပါတယ်ဒါကြောင့်ဒီပွဲမှာတော့နှစ်ဖက်ဂိုးတွေအပြန်အလှန်တွေ့ရလိမ့်မယ်လို့ကျွန်တော်အနေနဲ့ယူဆမိပါတယ်ဒါကြောင့်မလို့ကျွန်တော်ကတော့ဒီပွဲမှာဂိုးပေါင်းအပေါ်တစ်မျိုးတွေကိုသာရွေးချယ်မိပါတယ်ဟုတ်ကဲ့ပါမြတ်ကျွန်တော်ဒုတိယဖိုင်လုပ်လိုက်ပါအောင်မယ်ကျွန်တော်ရဲ့ Subu Channel Football Subu Channel ကိုကြိုက်နေတဲ့ဆိုရင် like subscribe လေးလုပ်သွားပြီးတော့တောင်းဆိုပါတယ်အားလုံးစင်ပြကြပါစေခင်ဗျာ